မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူးညပမာကျိုင်းကြားပါရာဖင်တင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုတင်ဆက်ပေးသွားမယ့်တဲ့အကြောင်းအရာတွေကတော့ဖက်ကန်ကြမခမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲပြင်းထန်နေတာကြောင့်တာမခန်ဒေတာခံပြည်သူအယောက်2000ကျော်စစ်ပေးရှောင်နေရတဲ့နဲ့နေအိမ်မီရှုခံရတဲ့ဆွအောင်ရံပြည်သူတွေစာနာရိက္ခာအကူအညီထောက်ပံ့လိုအပ်နေကြောင်းသိရပါတယ်ဒီအကြောင်းအရာတွေကိုကျွန်မမွန်းကြကနေတင်ဆက်ပေးကြပါမယ်ရှင်KIA တပ်မဟာကူစုပေါင်းတပ်များမှဖေဖော်ဝါရီ26ရက်နေ့4:20အချိန်ခန့်ကလေးကယနေ့အချိန်ထိတာမခန်စစ်ကောင်စီခမာယတစ်ကိုတပ်စခန်းကိုထိုးစစ်ဆင်တက်ခိုက်နေစေဖြစ်ကြောင်းသိရပါတယ်စစ်ကောင်စီတပ်ကလည်း၎င်းတိုက်ပွဲဖြစ်ပွားရာတာမခန်ဒေသဘက်ကိုတမကုန်းဘက်ကလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေတာမကဖက်ကန်စိန်တောင်စစ်ကောင်စီရဲတပ်စခန်းမှလည်း60မမဟုယူဆရတဲ့လက်နက်ကြီးတွေနဲ့ပစ်ကူတာတွေရှိတယ်လို့သိရပါတယ်စစ်ကောင်စီတပ်မှတိုက်ပွဲဖြစ်ပွားနေချိန်မြစ်ကြီးနားလေတပ်နဲ့တရားဦးလေတပ်စခန်းမှဂျက်လေရင်တွေနဲ့ဖေဖော်ဝါရီလ26ရက်နေ့ညနေပိုင်း9:53အချိန်ခန့်မှယနေ့နေ့လေအချိန်ထိစေကျေအချက်ဘုံကျဲတက်ခတ်တာရှိသလိုဖက်ကန်တမကုန်းကလည်းလက်နက်ကြီးအကြိမ်40ကျော်ပစ်ကူခဲ့ကြောင်းရှေ့တန်းတဲ့အရင်မြစ်ထမှသိရှိရပါတယ်KIA တပ်မဟာကူစုပေါင်းတပ်များနဲ့ဖက်ကန်စစ်ကောင်စီတပ်မှ33လက်အောက်ခံခမာယာတစ်ကိုတပ်ဖွဲ့တို့ဖေဖော်ဝါရီလ26ရက်နေ့ညနေပိုင်းကတည်းကတိုက်ပွဲပြင်းထန်လက်ရှိကြောင်းဒေသခံတွေထံကသိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားချိန်စစ်ကောင်စီတပ်မှပြည်သူတွေရှိရာကျေးရွာတွေဘက်လက်နက်ကြီးပစ်ခတ်တာတွေကြောင့်ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်တချို့ပျက်စီးသွားတာတွေကြောင့်တာမခန်ဒေသရှိပြည်သူတွေအသက်လုံခြုံမှုမရှိတော့တာကြောင့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။စစ်ဘေးရှောင်နေတဲ့တာမခန်ပြည်သူတွေဟာနမ်ပေါက်ကျေးရွာမှာ459ဦးဖုန်ကြီးမော်ကျေးရွာမှာ82ဦးမော်ဟူးကျေးရွာမှာ104ဦးနမယုကျေးရွာစာတင်ကျောင်းနဲ့ဦးလှဖေရဲ့အလုတ်ယုံမှာ450ဦးမော်တိကျေးရွာမှာ56ဦးကြာလဖေကျေးရွာနဲ့နတ်နတ်ဆိုင်ဖုန်ကြီးကျောင်းမှာ854ဦးဝေမမူစာတင်ကျောင်းမှာ85ဦးအားလုံးစုစုပေါင်း2085ဦးစစ်ဘေးတိမ်းရှောင်နေပြီးဖက်ကန်ဘက်ထွက်ပြေးတိမ်းရှောင်သူတို့ရှိကြောင်းလည်းသိရပါတယ်ရှင်ကာမိုင်းခရိုင်မူအူပင်ကျေးရွာဆွအောင်ရံပြည်သူတွေပြီးခဲ့တဲ့ဖေဖော်ဝါရီ9ရက်နေ့ကနေအိမ်မီရှုခံရတာကြောင့်ယခုချိန်စားတောက်ရေးနဲ့နေစရာနေအိမ်တွေလိုအပ်နေကြောင်းပြည်သူတွေထံကသိရပါတယ်။၎င်းပြည်သူတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီ9ရက်နေ့ကကားမိုင်းပြူဟာကုန်းမှာစခန်းချနေတဲ့စစ်ကောင်စီတပ်တွေမိုးအူပင်ကျေးရွာဘက်တက်လာပြီးပြည်သူတွေရဲ့နေအိမ်20ကျော်ကိုမိရှုဖြစ်စီခဲ့တာဖြစ်ပါတယ်။လွယ်ဆန်ကချန်ရကျေးရွာနဲ့ဘာရာရဲ့အတင်းတော်အဖွဲ့တွေကစားအသောက်တွေကိုတတ်နိုင်တဲ့လောက်ကူညီနေပေမဲ့စပေသိမ်းရှောင်လာတဲ့အချိန်ကာလကြာလာတွေနဲ့အမျှအစားအသောက်တွေပုံမှုအခက်အခဲရှိလာကြောင်းပြည်သူတွေကပြောပါတယ်။၎င်းပြည်သူတွေကယခုချိန်ဘာရာရဲ့ကျောင်းဝင်းတွေမှာယာယီခုလုံနေကြောင်းလည်းသိရပါတယ်ရှင်။ဗမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်တို့ပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့ကြပါစေရှင်။